အားလုံးပဲမင်္ဂလာပါရှင်မမီကေရဲ့မီးပွေချောင်လေးကနေကြိုဆိုပါရနော်ငါးဆိုလေဘာငါးမှမစားတဲ့ကလေးလေးတွေရှိရင်ဒါမျိုးလေးသာလှုပ်ကြွေးလိုက်နော်မမေဒါပါဟင်းလဲရင်အရန်ကောင်းတယ်နောက်တစ်ခါလဲလှုပ်ကြွေးအောင်နော်လို့ဖြစ်သွားစေရမယ်ရှင်အရင်ဆုံးချစ်ထားတဲ့ငါးချစ်လေးတွေကိုကြက်ဥရဲ့ငါးချစ်ရဲ့ပြောင်းကုန်မုံတစုံရဲ့အချိုငန်းရဲ့ဟင်းချုံမုံတို့ပါတော့ပေါ့နော်အချိုငန်းရဲ့ပြီးတော့သမီးကြီးကခယူစီထဲ့ချက်မိမအရသာရှိတယ်လို့ထင်တဲ့ကလေးလေးဖြစ်တဲ့အတွက်ခယူစီထဲ့တယ်ရှင်ခယူစီကတော့ထဲ့ချင်လည်းရတယ်မထဲ့ချင်လည်းရတယ်ပေါ့နော်ခယူစီလေးထဲ့မယ်အဲ့ဒါကြီးအကုန်လုံးကိုနှံ့ဆက်သွားအောင်တေချာတမအောင်ခလောက်ပြီးသွားရင်အခုလိုမျိုးမိုးခွက်လေးတွေကိုထည့်ပြီးပေါင်းမယ်နော်တကယ်လို့မိုးခွက်မရှိခဲ့ရင်လည်းလေအဆင်ပြေရခွက်ကလေးတွေနဲ့ပေါင်းလို့ရပါတယ်ရှင်ဒါငါးသားပေါင်းလုံးပြီးသွားပြီပေါ့နော်ငါးသားပေါင်းလုံးပြီးသွားပြီဆိုတော့အဲ့ဒီငါးကိုပဲထပ်ပြီးတော့ရေညှိလေးနဲ့ထပ်လိတ်တယ်ပေါ့နော်ကေကဒီနေ့သူ့ကိုငါးကြီးပဲ selection အနေနဲ့2မျိုးလေးလုပ်ပေးမယ်ပေါ့နော်တစ်မျိုးကကြတော့ငါးသားပေါင်းကြော်နဲ့ဒါကကြတော့ရေညှိငါးရေညှိလိတ်ကြော်ပေါ့နော်ကြော်ဖို့အတွက်ကိုလုပ်ပေးမယ်ပေါ့နော်ငါးကလေးများတော့အပြင်လေအယိုးနှွင်ရတာအယိုးစူးမာတွေကလေးတွေကိုစိုးတဲ့အတွက်လေခုလိုမျိုးလေးငါးလေးတွေကိုချစ်ပြီးတော့ကျွေးမယ်ဆိုရင်ကြတော့အယိုးစုမှလည်းမစိုးရင်ရတော့ပေါ့နော်ကဲအခုဆိုရင်တော့ပေါင်းထားတဲ့ငါးပေါင်းလေးငါးသားပေါင်းလေးရလည်းရပြီပေါ့နော်ရပြီဆိုတော့ရေညှိလိတ်လေးတွေကိုကြော်လိုက်မယ်နော်ငါးရေညှိလိတ်လေးကြော်လိုက်မယ်ရှင်ကလေးတယောက်စာဖြစ်တဲ့အတွက်လေဒါလေးကိုအများကြီးထည့်ပြီးမလုပ်ဘူးပေါ့နော်သမီးငယ်လေးကကြတော့သူ့အတွက်ကတက်ထက်လာမှာဆိုတော့လေဒါကသမီးကြီးចောင်းသမီးညရင်အတွက်မိအောင်ဆိုတော့သမီးကြီးအတွက်ပဲပြင်ဆင်လိုက်မယ်နော်တို့ကြနေသမီးငယ်လေးတော့ပိုမလုပ်ဘူးလားလို့မေးလာခဲ့မှာဆိုလို့နော်ကြိုပြီးတော့ခါထားတာဒါကတော့အခုငါးအသားပေါင်းလေးတွေကိုသမီးကြီးကအကျော်ပုံစံမျိုးလေးပြန်ပြီးတော့ပထမမီနူးမှာနမူနာလေးနဲ့ကျွေးလိုက်တာကြိုက်တယ်ဆိုတော့လေအဲ့ဒါနဲ့အသားပေါင်းကြီးပဲတည်တယ်မစားချင်ဘူးတဲ့အကျော်ပေးတာလေးပိုကြိုက်တယ်ဆိုတော့အကျော်ပေးလိုက်တာပေါ့နော်အသားပေါင်းရွယ်တည်တံလဲစားလို့ရတယ်နော်အသားပေါင်းတည်တံကိုလည်းကေအရင်တော့ဆိုရင်လှုပ်ပြရဲချိုချင်းရတာပုံစံမျိုးလေးလည်းအရေးလေးနဲ့နှမ်းလေးဖြူပြီးတော့လှုပ်တာမျိုးလည်းလှုပ်လို့ရတယ်နော်ဒီတမျိုးတည်းကိုပဲလေကေရှစ်မှာလှုပ်ပြထားတဲ့နမူနာပုံစံလေးတွေအတိုင်းsauce တို့oregano အနှစ်တို့ဘာတို့ထည့်ပြီးတော့လေခရူးစီတို့ဘာတို့ထည့်ပြီးတော့အရေးအနေနဲ့လဲဟင်းအနေနဲ့လဲဟင်းအရေးအနေနဲ့လဲတုံးလို့ရတယ်နော်ကေကတော့ဒါကတော့ကြော်ပြီးတော့ပဲထည့်ပေးလိုက်တော့မှာနော်ကဲခုဆိုရင်တော့ငါးမစားချင်တဲ့ကလေးလေးတောင်စားချင်သွားမယ်ငါးသားပေါင်းကြော်လေးနဲ့ရေညှိငါးရေညှိလေးလည်းရပြီပေါ့နော်ကဲထမင်းညအနေပြင်ဆင်လုပ်ပြီးပါပြီရှင်စောင့်ကြည့်ကြည့်ပေးတဲ့အတွက်အများအားပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်လိုအပ်ချက်တွေရှိခဲ့ရင်လည်းထောက်ပြပေးခဲ့ပါအောင်နော်ကျေးဇူးတင်ပါတယ်